ရန်သူအကြိုက်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေတတိထားပြီးတော့မိမိတို့ရဲ့တဏ္ဍမှာဖြစ်နေတဲ့ဒေါသစရိုက်ဆိုးကိုအသိဉာဏ်ရှိတဲ့ဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်ခါလာမှာဒီစရိုက်ကိုပျောက်အောင်ကြိုးစားအထောက်တင်တယ်ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဓမ္မ community channel မှာကြိုးဆိုပါရစေလူတိုင်းမှာဒေါသစရိုက်ရှိတာတော့မဟုတ်ဘူးရှိတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ကောဋနတုတ်လို့ခေါ်အဲ့ဒီကောဋနတုတ်ဟာအလုံးမသားစရာကောင်းပြီးတော့ဘုရားရဲ့အဆုံးအမအတိုင်းဘုရားကဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေကိုဥတည်ပြီးတော့တတိပေးဆုံးမခဲ့တဲ့တုတ်တန်တစ်ခုဖြစ်တယ်ဟောစာပေကျမ်းကမှာစရိုက်ဆိုးအဖြစ်သတ်မှတ်ထားတာတော့ရာဂစရိုက်ဒေါသစရိုက်မောဟစရိုက်လို့အကုသိုလ်နဲ့ပတ်သက်လာတဲ့အခါမှာရာဂစရိုက်ဆိုတာလေမကောင်းတဲ့အကျင့်ကြီးပါနေတာစရိုက်ဆိုတာအလေးအထားကြီးတစ်ခုဖြစ်တယ် habitual practice လို့အကျင့်ကြီးပါနေတယ်ခေါရိုးကျိုးနေတယ်လို့ဆိုဖြစ်ကနေရှိရင်လောဘဖြစ်တယ်လောဘဖြစ်เสียအာယုန်နဲ့တွေ့တာနဲ့တပြိုင်နက်မထိန်နိုင်မသိမ့်နိုင်လောဘဖြစ်တယ်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကြတော့ဖြစ်ကနေဆိုဒေါသစရိုက်မထိန်နိုင်မသိမ့်နိုင်ဖြစ်တယ်ရုပ်ပြက်ဆင်းရဲတွေဖြစ်တတ်တယ်မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်ကအရာရာမှာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားမသိဘူးမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့ဘူးလို့ထင်ပြီးတော့အကျိုးစီးပွားတွေဆုပ်ပြပြမောဟစရိုက်ကကိုယ်ယုတ်ကာယအတွေးခေါ်တွေကစကိုယ်ယုတ်ကာယဖြစ်တဲ့သဘောအသိဉာဏ်ကင်းမဲ့ပြီးတော့မောဟစရိုက်ရှိတဲ့ပုဂ္ဂိုလ်အဲ့တော့ဒီအဆိုးစရိုက်တွေအလုံးဟာတခုမှတော့ကောင်းတာမဟုတ်ဘူးသို့တော့မြတ်စွာဘုရားကကောဋနသုတ်တံဒေါသစရိုက်နဲ့ပတ်သက်ပြီးတော့တတိထားပြီးတော့လိုက်နာဖို့အလုံးလွယ်လွယ်ကူကူနဲ့နားလည်နိုင်အောင်ဆိုပြီးတော့မြတ်စွာဘုရားဒီသုတ်တံကိုဟောတာဒေါသစရိုက်နဲ့ယန္တုအကြိုက်မြတ်စွာဘုရားကယန္တုအကြိုက်ထိုသုတ်တံမှာပဲသုံးထားတဲ့စကားလုံးလေးရှိတယ်တပ္ပတ္တကန္တတပ္ပတ္တဆိုတာကိုယ်ပေါ်မှာအကျိုးစီးပွားကိုမလိုလားဘူးကိုယ့်ရဲ့အကျိုးမဲ့ကိုအမြဲတမ်းကြံစည်ပြောဆိုနေတဲ့ကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုယ့်ပေါ်မှာမုန်းတိနေတဲ့ပုဂ္ဂိုလ်တပ္ပတ္တအမိတ္တတို့ဝေရီတို့ဆိုတာတွေနဲ့အဓိပ္ပာယ်တူစကားလုံးတစ်ခုပေါ့ဝေရီဆိုတာလည်းယန္တုပဲအမိတ္တဆိုတာမိတ်ဆွေရဲ့ဆန့်ကျင်ဘက်ဆိုတာယန္တုပဲဒီတပ္ပတ္တဆိုတာလည်းယန္တုပဲကန္တဆိုတာအကြိုက်ကိုယ်မှာဒေါသစရိုက်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာယန္တုအကြိုက်ဖြစ်သွားတတ်တယ်ဒီလိုဆိုတာတတိပေးတယ်ယန္တုအကြိုက်ကိုယ်နဲ့အစမပြေတဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ဒေါသစရိုက်ကြောင့်မတည့်တဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ဖြစ်သွားနိုင်တယ်လို့မြတ်စွာဘုရားဒီသုတ်တံမှာဒီလိုတတိပေးပြီးတော့ဟောတာအဲ့တော့ယန္တုအကြိုက်ဆိုတာဘယ်လိုကြိုက်တာလဲယန္တုကကိုယ့်အပေါ်မှာဘာတွေမလိုလားဘူးဘာတွေလိုလားတာလဲဆိုတာထင်ထင်ရှားရှားမြတ်စွာဘုရားကဒီသုတ်တံမှာ9ခုခွဲခြားပြီးတော့ဟောထားတယ်ဘုရားဟောတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင်တတ္တိမေဘိက္ခဝေဓမ္မာဒီအချက်9ချက်နော်ဓမ္မဆိုတာအကြောင်းအရာ subject ဖြစ်ပေါ်နေတဲ့အခြေအနေ9ခုတပ္ပတ္တကန္တာ
ယန္တုတွေရဲ့အကြိုက်တဲ့ကောဒနံအကိသန္တိအိဋ္ဌိဝပုရိတေပုရိတံဝဒေါသစရိုက်ရှိတဲ့အမျိုးသမီးပဲဖြစ်စေဒေါသစရိုက်ရှိတဲ့အမျိုးသားပဲဖြစ်စေယန္တုအကြိုက်အခြေအနေတွေဟာဖြစ်ပေါ်လာနိုင်တယ်ဒါကိုတတိထားရမယ်လို့ဆိုတယ်တတိထားပြီးတော့မိမိရဲ့စိတ်ကိုအလိုမလိုက်ဖဲနဲ့ဒေါသတရားဟာငါ့အတွက်ကောင်းကျိုးမပေးဘူးနံပါတ်1ကိုယ့်အတွက်ကောင်းကျိုးမပေးဘူးနံပါတ်2ပတ်ဝန်းကျင်အတွက်ကောင်းကျိုးမပေးဘူးဆိုပါစို့ဥပမာမဲ့မစင်အညစ်အကြေးနဲ့သူတစ်ပါးကိုပြစ်ပေါက်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်မိမိကိုယ်တိုင်အရင်မစင်လူခံရမိခဲနဲ့သူများကိုကင်ပြီးတော့ပြစ်ပေါက်လို့တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုအရင်မီးလောင်ခံရဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒေါသမီးကကိုယ့်ကိုအရင်လောင်တယ်လို့ပြောတာဒေါသကိုအထသလိနေထက္ကတာမှာဘာနဲ့ဥပမာပေးထားဖြည့်စည်းတတ်လို့ဒါဝက်ခိဝိယတောမီလိုပဲတဲ့တောမီဆိုတာအဖိုးတန်သစ်ပင်လဲလောင်မှာပဲအဖိုးမတန်တဲ့ဟာတွေလဲလောင်တာပဲအကုန်ဖြည့်စည်းတယ်လို့ဆိုလို့ဒိဗ္ဗေဒေါသဟာဒီတိုင်းပဲဖြည့်စည်းတယ်ဒေါသဖြစ်သွားတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာသို့မဟုတ်ဒေါသရဲ့အကျိုးဆက်အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိလောင်သွားတဲ့နေရာနဲ့အလားတရံတူတယ်မိလောင်သွားတဲ့နေရာဘာဖြစ်လဲမဲကြံနေရတယ်ရုပ်ဆိုးကြီးတံဖြစ်သွားမိလောင်တဲ့နေရာရုပ်ဆိုးကြီးတံဖြစ်မိလောင်သွားလို့လှသွားတယ်လို့ရှိမှမရှိဘူးတစ်ပင်ကြီးတွေလည်းမဲချောက်သွားစာအုပ်တွေလည်းရုပ်ပြက်စင်မြက်တွေဖြစ်ကုန်လူလောင်ရင်လည်းရုပ်ပြက်စင်မြက်ဖြစ်မှာပဲအဲ့တော့မိဟာရုပ်ပြက်စင်မြက်ဖြစ်စေတတ်တယ်သဘာဝတရားလို့ထို့တူဒေါသဟာလည်းမိမိရဲ့ရင်ထဲနှလုံးထဲမှာဒေါသတရားကိုမထိမ့်မဲ့နဲ့သူ့အလိုတိုင်းဒေါသအဖြစ်ခံနေမယ်ဆိုရင်ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာပထမမိမိရဲ့မျက်နှာရုပ်ပြက်စင်ပြက်ဖြစ်သွားရုပ်ပြက်စင်ပြက်ဖြစ်သလားမဖြစ်ဘူးလားစိတ်ဆိုးနေတဲ့အချိန်မှန်ရှိသွားရကြည့်ပေါ့မေတ္တာသက်ဝင်ပြောရှင်းနေတဲ့အချိန်ကမျက်နှာနဲ့စိတ်ဆိုးနေတဲ့မျက်နှာဟာအလွန်တရာမှကွာခြားသွားအဲ့တော့ဒေါသဟာတခဏပဲဖြစ်စေအယုတ်ဆိုးအကြည့်တန့်သွားစေတယ်လို့ဒီလိုဆိုတာဒါကြောင့်မို့တောမီဟာလောင်သွားရင်ဖိုးရံနေလဲပါသွားတယ်ရုပ်ဆိုးကြည်တန်ကြမ်းစေအဲ့ဒါကြောင့်မို့ဒေါသဆိုတဲ့သဘာဝတရားမိမိတို့ရင်ထဲမှာအဖြစ်မခံမဲနဲ့စနစ်တကျထိမ့်သိမ့်ပြီးတော့တဏှာကနေခေါရိုးကျိုးနေတဲ့ဒီဒေါသတရားကိုနှိပ်ကွက်ထားဖို့လိုအပ်တယ်။ဘာနဲ့နှိပ်ကွက်မလဲလို့ဆိုသူရဲ့စัจ jin မဲ့တိုက်ရိုက်ကတော်ရည်ရဲ့အကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားမေတ္တာတရားကိုမိမိမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာပြုစုပြိုးထောင်ပြီးတဲ့အခါမေတ္တာစွမ်းအားတွေကိုကျန်တဲ့ပုဂ္ဂိုလ်တွေကျန်တဲ့တရားတွေအားလုံးပေါ်မှာဖြန့်ကျက်လွှမ်းမိုးပြီးမိမိရဲ့နှလုံးသားထဲမှာဒေါသဆိုတာလက်ချံမရှိအောင်ရှင်းပစ်ထားဖို့လိုတယ်ပေါ့သို့တော့မေတ္တာတရားကဒေါသကိုဖယ်ရှားတယ်လို့ဆိုတာဟာတခဏမြဝိက္ခမနပဟံလို့ခေါ်တယ်မေတ္တာဆံရဲ့ဒေါသကိုထိမ့်အုပ်ထားတာဟာမိခဲပြအုပ်ထားသလိုမလောင်နိုင်အောင်ခိတ္တခဏထိမ့်ထားတဲ့သဘောလောက်ပဲတတ်နိုင်တယ်ဆိုလိုတာကဒေါသဆိုတဲ့သဘာဝတရားသည်အနုတ္တယဓာတ်နဲ့လူတွေရဲ့စိတ်အစဉ်မှာကိန်းဝတ်နေခုခေတ်စကားနဲ့ပြောရင် positive ဖြစ်နေတယ်တရားတွေရဲ့တဏ္ဍမှာဒေါသဟာ positive ဖြစ်တယ်
အဲ့ဒီ positive ဖြစ်နေတဲ့ဒေါသ activate မဖြစ်အောင်မေတ္တာနဲ့ဖန်ထိန်ထားလို့ရတယ်တဲ့။ဘာဖြစ်လို့လဲဆိုတော့မေတ္တာဆိုဒေါသဆိုတာအကြောင်းမဲ့ဖြစ်တာမဟုတ်ဘူး။အာယောနိသောမနတိကာရဒေါသဖြစ်เสียအာယုံပေါ်မှာမစင်မကျင်တွေးတောမှုကြောင့်ဖြစ်တာ။အသိဉာဏ်ကင်းမဲ့စွာတွေးတောမှုကြောင့်ဖြစ်တာ။အဲ့တော့အသိဉာဏ်ရှိနဲ့ပြန်ပြီးသုံးသပ်ဆင်ခြင်မယ်ဆိုရင်ဒီဒေါသကိုထိန်းချုပ်နိုင်တယ်ပေါ့အမတန်ဆိုးတဲ့မြင်းတောင်မှပဲစက်ကနေကြိုင်ပြီးတော့ထိန်းချုပ်လို့ရတာအမတန်ဆိုးတဲ့ဆင်ကြီးတွေလည်းချွန့်ကြိုင်ပြီးတော့ထိန်းလို့ရဒေါသဆိုတဲ့စိတ်ဆင်ရိုင်းကြီးကိုလည်းပဲမေတ္တာဆိုတဲ့ချွန်းနဲ့အုပ်ထားမယ်ဆိုရင်ငြိမ်ဝတ်သွားနိုင်တယ်သို့တော့မေတ္တာဆိုတာနဲ့အုပ်ထားတဲ့အချိန်လောကီဇံအဆင့်မေတ္တာမျိုးနဲ့အုပ်ထားလို့ရှိရင်တခဏတော့ငြိမ်သွားမှာပဲ activate မဖြစ်ဘူးသို့တော့ positive ဖြစ်နေသေးတယ် negative ဖြစ်အောင်ပါတော့ဝိပဿနာကျင့်တဲ့တစ်ခုကိုကျင့်ပြီးတဲ့အခါမှာဝိပဿနာအစဉ်စဉ်နဲ့ပထမသောတာပန်ဖြစ်သောတာပတိမဲ့သောတာပတိဖို့ထပ်ပြီးတော့ဝိပဿနာဉာဏ်ကိုတိုးမြင့်ဆက်ကျင့်တဂရဂါမိမဲ့တဂရဂါမိဖို့အဲ့ဒီကနေတစ်ဆက်ပြီးတော့ဝိပဿနာအရှိန်အဝါကိုတိုးမြင့်ပြီးတော့ကျင့်တဲ့အခါမှာအနာဂါမိမဲ့အနာဂါမိဖို့ဆိုတာရောက်သွားတာနဲ့တပြိုင်နက်တဏှာကပါလာတဲ့ဒေါသဇယိုက်ဟာ negative ဖြစ်သွားတယ်ယန္တာမဖြစ်ခင်မှာဒေါသဟာ negative ဖြစ်သွားတယ်ဘယ်လိုဆိုnegative ဖြစ်သွားတယ်အနာဂံအစစ်မှာဒေါသဟာလုံးဝကျွတ်သွားအဲ့ဒါလို့အစစ်နေမရောက်နိုင်သေးခင်ဘုန်းကြီးတို့ဘာနဲ့ထိန်ယောနိသောမနတိကာရလို့ဆိုတဲ့ wise attention ပေါ့ wise attention အသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်ပြီးတော့ဒေါသဇယိုက်ကိုထိန်းလို့ရတယ်အကယ်၍ဒီဒေါသဇယိုက်ကိုမထိန်းနိုင်ဘူးဆိုရင်ဘာဖြစ်မြတ်စွာဘုရားကအေးရန်သူအကြိုက်ဖြစ်သွားမယ်ကိုနဲ့မတည့်တဲ့လူတွေဝမ်းသာစရာဖြစ်သွားလိမ့်မယ်မတည့်တဲ့လူကကိုကောင်းစားရင်ဝမ်းသာမှာမဟုတ်ဘူးမကောင်းစားရင်ဝမ်းသာမှာလောကဆိုတာမိမိရဲ့မိတ်ဆွေရှိတယ်လို့မိမိပေါ်မှာအကျိုးမလိုလားတဲ့ရန်သူဆိုတာလည်းရှိတာပဲအကျိုးလိုလားတဲ့ပုဂ္ဂိုလ်တွေဝမ်းနည်းစရာဖြစ်ပြီးတော့မိတ်ဆွေတွေဝမ်းနည်းစရာဖြစ်ပြီးတော့ရန်သူတွေဝမ်းသာစရာဖြစ်တယ်ပေါ့အဲ့ဒါလိုမဖြစ်ရအောင်မြတ်စွာဘုရားကဒီရှုထောင့်ကနေပြီးတော့ရန်သူရဲ့အကြိုက်မဖြစ်စေရအောင်ဒေါသဇယိုက်ကိုထိမ့်ဖို့ဆိုပြီးတော့ဒေါသရဲ့အပြစ်တွေဒီသုဒ္ဓမှာဟောတာပါသုဒ္ဓတစ်ခုမှာဒေါသဆိုတာမဟာတဝိဇ္ဇဒေါသပုတ်ကွဲသွားပြီဆိုလို့ရှိရင်နှုတ်နဲ့ကျူးလွန်တာပဲဖြစ်စေကိုယ်ဒီလက်ရောက်ကျူးလွန်တာပဲဖြစ်စေသူ့ရဲ့အကျိုးဆက်ဟာအလွန်ဆိုးတယ်အပြစ်အမတန်မှကြီးတယ်ဒီလိုပြောတာပိစအာနန္ဒရိယကံပိစာနန္ဒရိယကံအာနန္ဒရိယဆိုတာသေသည်ဤချားမဲ့ဒီကံကအကျိုးကိုပေးမယ်သေချာပေါ့အကျိုးပေးမယ်အဲ့ဒီကံမျိုးကိုကျွလွန်မိစေတယ်ဒေါသဇယိုက်ရှိတယ်ဒေါသနဲ့ကျွဆိုလိုတာမိမိရဲ့ကျေးဇူးရှင်ဖြစ်တဲ့အမေကိုလည်းဒေါသဖြစ်နေမိုးမမြင်လေးမမြင်တတ်မိတယ်ဖြတ်မိတယ်အဖေကိုလည်းတတ်မိတယ်ဖြတ်မိတယ်ရဟန္တာဖြစ်နေတဲ့သူတော်စင်ကိုလည်းတတ်မိဖြတ်မိမယ်မြတ်စွာဘုရားတောင်သွေးစိမ့်တီအောင်ပြစ်မှားကျွလွန်မိမယ်တန်ဃာတွေမတက်အောင်ဆိုပြီးတော့တန်ဃာသင်ခွဲတာမျိုးတွေလုပ်မိမယ်လို့ဒီလိုအမြဲတမ်းကြီးလေးတဲ့အာနန္ဒရိယသေသည်ချမဲ့၌သေချာပေါက်အကျိုးကိုထုတ်လုပ်တတ်တဲ့ဂရုကကံကြီးတွေကိုကျွလွန်စေတာဘာလို့လဲလို့ဆိုဒေါသဒါကြောင့်မို့ဒီဒေါသဟာ
ဒေါသဆိုတဲ့ဆင်ရိုင်းကြီးကိုနော်ဒေါသဆိုတဲ့ဆင်ရိုင်းကြီးကိုတတိပညာတို့ဆိုတဲ့ချွန်းနဲ့အုပ်ပြီးတော့ထိန်းချုပ်ထားရမယ်ပြီးတဲ့အခါတဖြည်းဖြည်း positive ကနေ negative ဖြစ်အောင်လုပ်ရမယ်ဒီလိုဆိုတာနော်အဲ့တော့ကောင်းပြီမြတ်စွာဘုရားဒီသုဒ္ဓံမှာအသင်ဟာဒေါသကြီးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်နေရင်ကိုဒေါသကိုကိုမနိုင်ဘူးဆိုရင်ဘာဖြစ်အရှုံးနဲ့သာရင်ဆိုင်ရရန်သူအကြိုက်ဖြစ်သွားလိမ့်မယ်တဲ့အဲ့ဒါကိုသတိပေးထားတာပေါ့နံပါတ်1ကိုမြတ်စွာဘုရားကဘယ်လိုဟောတော့ဆိုမတည့်တဲ့ရန်သူတယောက်ဟာရန်သူတယောက်လှလှပပဖြစ်နေတာရုပ်ဆင်းလှပတာကိုမကြိုက်ဘူးရုပ်ပြက်ဆင်းပြက်ဖြစ်တာကိုကြိုက်တယ်ကိုယ်နဲ့မတည့်တဲ့လူအယုတ်ဆိုးအကြည့်တန်သွားစေခြင်းနဲ့လှပကြော်ရှင်းနေတယ်ဆိုရင်ရန်သူကမကြိုက်ဘူးအေးရန်သူမကြိုက်ပေမဲ့လို့ဒေါသထွက်တဲ့ပုဂ္ဂိုလ်ဟာရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်ရန်သူကဖြစ်စေခြင်းနဲ့အသွင်အတိုင်းဖြစ်သွားဟုတ်တယ်လေစိတ်ဆိုးပြီဆိုရဲကမျက်နှာဟာလှပတဲ့မျက်နှာကြည်လင်အေးမြတဲ့မျက်နှာမျိုးမဖြစ်တော့ဘူးအယုတ်ဆိုးအကြည်တန်သွားပြီဘလောက်ပဲလှပနေနေနော်ဒေါသမုန်တိုင်းထမ်းနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာဟာကြောက်စရာမျက်နှာကြီးပဲဖြစ်မှာပဲအဲ့ဒါကြောင့်မို့အယုတ်ဆိုးအကြည်တန်ဖြစ်သွားတာကိုကရန်သူအကြိုက်လို့ဒီလိုပြောတာနော်ရန်သူအကြိုက်ဖြစ်သွားအဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောတော့တပ္ပတောဘိက္ခွေတပ္ပတ္တသဧဝံအိစတိရန်သူကမိမိနဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ကိုဒီလိုဖြစ်စေချင်တာတဲ့ဘယ်လိုဖြစ်စေချင်လဲအဟောဝတ္တယံဒုဗ္ဗံနောအတ္တဒီကောင်ရုပ်ပြက်ဆင်းပြက်ဖြစ်နေရင်ကောင်းမှာပဲလို့လှနေရင် तू မကြိုက်ဘူးရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာကိုကြည့်ချင်တယ်ရုပ်ပြက်ဆင်းပြက်ဖြစ်သွားတာကိုကြည့်အဲ့ဒီရုပ်ပြက်ဆင်းပြက်ဆိုတာဒေါသထွက်လိုက်ရုံနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့မျက်နှာရုပ်ပြက်ဆင်းပြက်ဖြစ်သွားတယ်ပေါ့ဒါလို့ဆိုလိုတာပေါ့နော်အဲ့ဒီမှာဘာဖြစ်လို့တော့ဆိုတော့ရန်သူတယောက်ကကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ရဲ့ဒီလှလှပပဖြစ်နေတာသဘောမကျဒီဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာရေမိုးချိုးဖိလိမ်ပြင်းစင်ကြော့နေအောင်ဝတ်ထားပေမဲ့လို့မျက်နှာကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဂျုံမုန်းစရာမျက်နှာကြီးပဲဖြစ်လှပတဲ့ကြည်လင်တဲ့ခင်မင်စရာကောင်းတဲ့မျက်နှာမျိုးမဖြစ်ဘူးတဲ့မြတ်စွာဘုရားဘလောက်ပဲဝန်ကောင်းစားလာတွေဝတ်ထားဘလောက်ရေမိုးချိုးပြီးတော့အလှပြင်ထားဒေါသထွက်လိုက်တာနဲ့တပြိုင်နက်မျက်နှာအစင်းဟာကိုယ်ကအဲ့ဒီမှာမထိန်နိုင်ဘူးဆိုရင်အပြောအဆိုကလည်းကိုယ်ကာဖြစ်သွားတယ်သွားတာလာတာလည်းကိုယ်ကာယဖြစ်သွားတယ်ဟောဒေါသရှိလို့ရှိကိုယ်ကာယတွေဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်ဟာအယုတ်ဆိုးအကြည်တန်ဖြစ်သွားပါတယ်တဲ့ဒါကြောင့်မို့အယုတ်ဆိုးကြည်တန်မှုဟာကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ရဲ့အကြိုက်ဖြစ်သွားခြင်းပါပဲဘယ်သူကဖြစ်အောင်လုပ်လိုက်တော့ဆိုကိုယ်တဏ္ဍာမှာရှိတဲ့ဒေါသစရိုက်ကဖြစ်အောင်လုပ်လိုက်တာဒါဒီဘဝလက်တွေ့အခြေအနေကိုပြောစိတ်ခဏခဏဆိုးတတ်တဲ့ဒေါသကိုမထိန်ချုပ်တတ်တဲ့ပုဂ္ဂိုလ်ဟာအကျင့်ကြီးပါသွားပြီးတော့ဖြစ်လျက်ဘဝမှာလဲမျက်နှာကြောတင်းနဲ့မျက်နှာကြီးနဲ့သွားဖြစ်တတ်တယ်ဘယ်လို့မှရည်လို့ပြုံးလို့မရတဲ့မျက်နှာမျိုးကြီးဆိုတာမျိုးဘယ်လို့မှရည်ရင်မဲ့တယ်လို့ထင်ရပြုံးရင်ငိုတယ်လို့ထင်ရတဲ့မျက်နှာမျိုးကြီးတွေအဲ့ဒီမျက်နှာပိုင်ရှင်ရှိမရှိတော့ကြည့်ပေါ့ကွာရ
ရည်ရင်ငိုသလိုမျက်နှာမျိုးပြုံးရင်လည်းမဲ့တဲ့မျက်နှာမျိုးဒေါသစရိုက်ရှိခဲ့သည့်အတွက်ကြောင့်မျက်နှာမှာခေါင်ရိုးကျိုးပြီးတော့ကိုယ်ရုပ်ဆိုးတို့မယုတ်ဆိုးတို့ဖြစ်သွားနိုင်တယ်တဲ့ဖြစ်နေရဘွားဒီလိုဆိုတာကောသလမင်းကြီးရဲ့မိဖုရားမန္လိကာဒေဝီသူကတာမန်အယတ်သူတယောက်ပဲပန်းညံတွေကိုစိုက်ပြီးတော့ပန်းရောင်းတာသို့တော့ပညာရှိတယ်တွက်လက်ချက်ချရုပ်ကဆိုးတယ်တွက်လက်ချက်ချတယ်ဘုရင်ကြီးဆစ်ရှုံးပြီးတော့သူတို့ပန်းညံဘက်မှာတယောက်တည်းတူတည်းမြင်းကြီးစီးပြီးတော့ပြေးလာတဲ့အချိန်ကျန်တဲ့လူတွေကတော့ဘုရင်ကြီးမြင်းစီးလာတယ်ဆိုတာကြောက်တာနဲ့ပုံနေကြတယ်အဲ့ဒီကလေးမတွေကတော့တွတ်တွတ်လက်လက်ချက်ချက်ချာချာဘုရင်ရဲ့မြင်းကိုလှမ်းပြီးတော့ဖမ်းချုပ်ပြီးတော့ဘုရင်ကြီးကိုဝိုးကြီးငယ်ပြုတယ်အပန်းပြေအောင်ကျွေးမွေးဆောင်းရှောက်မြင်းကိုလည်းအစာကျွေးသူ့အဖသူတိတတ်တဲ့အနေနဲ့ပြုစုဆောင်းရှောက်အဲ့ဒီမှာဘုရင်ကြီးကသဘောကျပြီးတော့သူ့ကိုနန်းတော်ခေါ်သွားတာနောက်ပိုင်းကျအဲ့ဒါမန္လိကာမိဖုရားဆိုတာဒီပညာစိုက်ပျိုးတဲ့မိသားစုကလာတဲ့မြို့သမီးပဲအယုတ်ကလာတာမဟုတ်ဘူးရုပ်ဆိုးတယ်တာမန်ရုပ်ပဲတခါတော့ကမန္လိကာဘုရားကိုမေးခွန်းနေမေးတယ်မေးတဲ့ထဲမှာသူဟာရုပ်ဆိုးတယ်တဲ့ဘာဖြစ်လို့ရုပ်ဆိုးတော့ဆိုမြတ်စွာဘုရားအတိတ်ဘဝတုန်းကဒေါသစရိုက်တွေရှိခဲ့လို့ရုပ်ဆိုးတာတဲ့ဘုရင်ကြီးကသူ့ကိုလှမ်းလို့ပါလို့မိဖုရားမြောက်တာမဟုတ်ဘူးသွက်လက်ချက်ချလို့မိဖုရားမြောက်တာအင်မတန်မှသွက်တယ်အသိဉာဏ်လည်းရှိတယ်ဘုရင်ကြီးရဲ့အကြိုက်ကိုလည်းအားလုံးလိုက်ပြီးတော့လုပ်ပေးတတ်တယ်ဘုရင်ကရမယံခါကျတော့ခတ်ထုံထုံခတ်ထိုင်တိုင်းကောသလမင်းကြီးကအစာကြီးတာအဲ့တော့အရာရာမန္လိကာမိဖုရားကတွတ်တွတ်လက်လက်နဲ့အကုန်လုံးလုပ်ပေးအိမ်မက်ဒီကြောက်ရဲ့16ချက်မက်တုံးကလည်းပုံနာတွေသွားမေးတဲ့အခါကျတော့အသက်အန္တရာယ်ရှိတယ်ဌိနန်းစည်းစိမ်အန္တရာယ်ရှိတယ်ဒီအန္တရာယ်ဟာသူ့အကြောက်ဆုံးပဲလေသူ့ရဲ့ယာရုအာနာထိလာမယ်ဆိုသူကြောက်တာပေါ့အသက်အန္တရာယ်လည်းကြောက်တာပေါ့အဲ့တော့သူတို့ခိုင်းတာလို့တော့မန္လိကာမိဖုရားကဒါတွေမလုံးနဲ့မြတ်စွာဘုရားရှိတယ်ဘုရားသွားမေးရအောင်မန္လိကာမိဖုရားကလမ်းမှန်ပေါ်ရအောင်လုပ်တာပုံနာတွေကတရားဝါတွေတတ်ပြီးတော့ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်တဲ့ရစ်ပေါ်ပူဇော်မှုဖြစ်တရားဝါတွေကိုတတ်တဲ့ရစ်ပူဇော်မှုဖြစ်သူ့ရဲ့ဒီအန္တရာယ်ကိုကာကွယ်ဖို့ရရာခြေတဲ့နည်းကိုပေးတယ်မန္လိကာဝင်းကယ်လိုက်သည့်အတွက်ကြောင့်အသက်အန္တရာယ်ကလူတွေလွတ်ကုန်ကြတယ်ဒီလိုဉာဏ်ပညာထက်မြက်တယ်လို့ပြောတာအဲ့တော့မန္လိကာမိဖုရားအယုတ်ဆိုးတာလွန်ခဲ့တဲ့ဘဝတွေတုန်းကဒေါသစရိုက်ရှိခဲ့တယ်မပြင်းသည့်အတွက်ကြောင့်ဒေါသစရိုက်ချီးမားသည့်အတွက်ကြောင့်အယုတ်ဆိုးအကြီးတန်းတဲ့ဘဝရောက်ရတယ်လို့ပြောတယ်အေးယုတ်ဆိုးကြီးတန်းစေတာဆိုတာဒေါသဖြစ်နေတဲ့အချိန်မှလည်းယုတ်ဆိုးကြီးတန်းတယ်ဒီဒေါသနဲ့ပြုလုပ်တဲ့ကံတရားကအကျိုးပေးလို့လူဘဝမှာဖြစ်ပြီးဆိုရင်လည်းအယုတ်ဆိုးအကြီးတန်းမှာပဲဒီလိုပြောတာနော်အယုတ်ဆိုးကြီးတန်းမယ်ဒါကြောင့်မို့ရန်သူရဲ့အကြိုက်ဖြစ်ပါတယ်လို့ဒေါသစရိုက်ကိုချွတ်နိုင်ပါလို့မြတ်စွာဘုရားဟောတာနောက်ဒုတိယနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တဲ့အခြေအနေတစ်ခုမြတ်စွာဘုရားမတည့်တဲ့လူတယောက်ဟာစိန်ကြကြနဲ့ချမ်းချမ်းသာသာအိပ်ဆက်ထားမကြည့်ချင်ဒုက္ခရောက်ပြီးတော့အိပ်ဆက်ထားကိုကြည့်ချင်စင်စင်ရဲရဲအိပ်ရတာကိုကြည့်စေအဟောဝတ္တဟံဒုက္ခံတရေယကိုမတည့်တဲ့လူဟာအိပ်တဲ့အခါမှာနစ်နစ်ချိုက်ချိုက်ချမ်းချမ်းသာသာမအေးရပါစေနဲ့
ဒီလူအိမ်မပြောလို့ဒုက္ခရောက်ပါစေဆိုတာကိုရန်သူတွေကလိုလားတယ်ချမ်းသာသာအိပ်စက်မှုကိုသူတို့ဘယ်တော့မှမကြိုက်ဘူးအဲ့ဒီမကြိုက်တဲ့အတိုင်းပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာသာနဲ့အေးမြတ်အိပ်စက်ရမှုတွေဆုံးရှုံးသွားတယ်သူမှာဟုတ်တယ်စိတ်တူနေတဲ့ညကိုကြည့်ပေါ့စိတ်တွေဆိုးနေတဲ့ညမှာဆိုရင်အိတ်မပြောတဲ့လူတွေရှိတယ်ဘလောက်ကောင်းတဲ့အိတ်ရပေါ့အိတ်မွေးရကဘလောက်ကောင်းနေရကဘလောက်ကောင်းစိတ်ထဲမှာမကြေမနက်ဖြစ်နေပြီဆိုလို့ရှိရင်အိတ်လို့မရဒါအမှန်တမ်းထင်ရှားတာပေါ့နော်အဲ့ဒါရန်သူအကြိုက်ဖြစ်သွားတာပဲတဲ့ဒါကဒုတိယအချက်ကိုပြောတယ်တတိယအချက်ကဘာပြောတော့ဆိုအဟောဝတ္တယံနပစုရထောအတ္တရန်သူတယောက်ကမိမိနဲ့မတည့်သူကိုအကျိုးတရားတွေကောင်းကျိုးချမ်းသာတွေများကြီးမဖြစ်ထွန်းပါစေနဲ့မဖြစ်စေချင်ဘူးအကျိုးမပေးစေချင်ဘူးစီးပွားလည်းမဖြစ်စေချင်ဘူးနော်ဗျာဒုဂုံသိမတိုးစေချင်ဘူးကောင်းတဲ့နေကြော်ကြတာလည်းမဖြစ်စေချင်ဘူးတော့အဲ့ဒါလိုလားတယ်ဒေါသရှိတဲ့ပုဂ္ဂိုလ်ဟာရန်သူတယောက်ကလိုလားတဲ့အတိုင်းပဲဒေါသထွက်နေသည့်အတွက်ကြောင့်သူကအကျိုးမဲ့ကိုအကျိုးရှိတယ်ထင်တယ်အကျိုးရှိတဲ့အရာကိုတော့အကျိုးမဲ့လို့ထင်တယ်နော်ကောင်းတာကိုအဆိုးလို့ထင်တယ်အဆိုးကိုကောင်းထင်တယ်ထင်သည့်အတွက်ကြောင့်လွယ်မှားဒေါသနဲ့ဆုံးဖြတ်ပြီးတော့လောက်ကင်သည့်အတွက်ကြောင့်ကောင်းကျိုးဆိုးကျိုးဆိုတဲ့နေရာသူ့မှာကောင်းကျိုးဖြစ်ဖို့ရမဖြစ်တော့ဆိုးကျိုးတွေပဲဖြစ်လာသူလုံးသမျှအလုပ်တွေဟာကောင်းကျိုးချမ်းသာတွေတိုးပွားဖို့မဖြစ်ဘဲနဲ့ဆိုးကျိုးတွေဆင်းရဲဒုက္ခတွေဖြစ်ဖို့အတွက်အဲ့ဒီလမ်းကိုရှောင်ပြည့်ဖြစ်နေတတ်တယ်တဲ့ဒါကြောင့်မို့ဒေါသစရိုက်နဲ့ဒေါသစရိုက်ကိုမထိန်နိုင်မသိမ့်နိုင်ဘူးဆိုရင်ရန်သူရဲ့အကြိုက်ဖြစ်သွားမယ်ဒီလိုဆိုတာနော်နံပါတ်4ကျတော့ဗာပြောအဟောဝတ္တဟံနဘောဂဝအတ္တဒီကောင်ချမ်းသာကြွယ်ဝတဲ့လူမဖြစ်ရင်ကောင်းမယ်ကိုယ်နဲ့မတည့်တဲ့လူချမ်းသာတာမကြိုက်ဘူးဆင်းရဲမွဲတေတာကိုသဘောကျတယ်ရန်သူကချမ်းသာတာမကြိုက်ဘူးအဲ့ဒါလို့သူကစိစိမ်ဥစ္စာတွေကြွယ်ဝချမ်းသာတာကိုမကြိုက်ဘူးအဲ့တော့သူမကြိုက်တဲ့အတိုင်းပဲဒေါသစရိုက်ကိုမချိုးနိုင်တဲ့ပုဂ္ဂိုလ်ဟာဒေါသအလျောက်ခြေလွန်လက်လွန်တစ်ခုလုံးလိုက်ပြီးပြီဆိုရင်ဘာဖြစ်ရာဇဝမှုတစ်ခုကျူးလွန်တော့ကျူးလွန်တဲ့အခါမလုပ်တဲ့နာကိုလုံးပြီးသည့်အတွက်ကြောင့်ပစ္စည်းတွေသိမ်းခံရှိတဲ့ပစ္စည်းတွေသိမ်းခံရတယ်သိမ်းခံရတဲ့အခါစိစိမ်ဥစ္စာချမ်းသာကြွယ်ဝမှုကနေပြီးတော့ဆင်းရဲမွဲတေတဲ့အဆင့်ရောက်တော့ပစ္စည်းတွေပြက်ဒီလိုအခြေအနေမျိုးရောက်သွားတယ်အဲ့ဒါဘယ်သူကဖြစ်အောင်လုပ်တော့ဒေါသစရိုက်ကဖြစ်အောင်လုပ်တာရန်သူဖြစ်စေခြင်းတဲ့အတိုင်းဖြစ်သွားတယ်ဒါကိုလေဒေါသစရိုက်ကိုနှိမ်နှင်းမှုလိုအပ်တယ်လို့ပြောတယ်နံပါတ်6အဟောဝတ္တဟံနမိတ္တဝအတ္တကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်တယောက်ရန်သူတယောက်ကိုမိတ်ဆွေမပေါ်ရင်ကောင်းမှာအတိအကျမ်းမိတ်ဆွေအပေါင်းအသင်းတွေမများတာကိုကြိုက်တယ်တကောင်ကျွတ်နေတာကိုသဘောကျအပေါင်းအသင်းမရှိတကောင်ကျွတ်နေတာကိုသူသဘောကျတယ်အဲ့ဒီမိတ်ဆွေမရှိစေခြင်းနဲ့အတိုင်းပဲဒေါသရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့ရဲ့ဒေါသမထိန်နိုင်မသိမ့်နိုင်ဖြစ်ပြီဆိုရင်မိတ်ဆွေတွေကလည်းခပ်ဝေးဝေးနေကြတယ်ဆွေတွေမျိုးတွေကလည်းဒီလူကပြောလို့မရဘူးထစ်ခနဲရှိဆိုဟူတိုင်းတိုင်းလှုပ်တတ်တယ်ရှောင်ကြတယ်ဆွေတွေမျိုးတွေကရှောင်သွားတယ်မိတ်ဆွေတွေကရှောင်သွားတယ်ဝေးဝေးကနေကြတယ်သူအဲ့တော့
အလို့လျောက်သူဟာအပေါင်းအသင်းမဲ့တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒေါသစရာရှိသည့်အတွက်ကြောင့်သူ့ဒေါသကိုယွံမုန်းပြီးတော့လူတွေဟာအပေါင်းအသင်းသိမ့်မလုပ်ကြတော့ခက်ဝေးဝေးနေကြတဲ့အဆင့်ရောက်သွားတယ်ဒါဟာလေဒေါသစရိုက်ဟာရန်သူအကြိုက်ဖြစ်သွားနိုင်တယ်လို့ဒီလိုဟောတာနောက်နံပါတ်9ကြတော့ဗာပြောအဟောဝတ္တာယကာယတဗေဒအပါယံဝိနိဒုက္ကတိအပါယံဝိနိပါဒနိရယဥပပစ္စေယဒီကောင်သေသွားတဲ့နောက်မှာငရဲကြရင်ကောင်းမှာဒါနောက်ဆုံးအဆင့်နော်ဒီဘဝမှာလည်းကြီးပွားတာမကြိုက်ဘူးသေသွားရင်လည်းဒီကောင်ငရဲရောက်သွားပါစေရန်သူတွေကကိုယ်နဲ့မတည့်တဲ့ပုဂ္ဂိုလ်ပေါ်မှာအဲ့ဒီလိုပဲဖြစ်စေခြင်းသေလဲဒီကောင်ငရဲရောက်သွားရင်ကောင်းမှာအပေကျသွားရင်ကောင်းမှာဆိုတဲ့စိတ်ဓာတ်မျိုးတွေဖြစ်တယ်ကောင်းတဲ့ဘုံကောင်းတဲ့အခြေအနေတွေကိုမဖြစ်စေချင်ဘူးအဲ့ဒီတိုင်းပဲဒေါသစရိုက်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဒေါသကိုမထိန်နိုင်သည့်အတွက်ကြောင့်တွေးလိုက်ရင်လည်းဒုစရိုက်ပြောလိုက်ရင်လည်းဒုစရိုက်လှုပ်လိုက်ရင်လည်းဒုစရိုက်သူ့လက်လှုပ်ရက်တွေဟာမကောင်းတဲ့အကျင့်ဆိုးတွေဖြစ်တယ်ဒေါသကိုမထိန်နိုင်လို့လူသားမှုကျွလွန်လိုက်တယ်တနေ့ကဂျာနဲ့တစ်စောင်းထဲမှာဖတ်လိုက်ရညီကိုချင်းတာဖတာမိဒေါသမထိန်နိုင်တော့အမေလည်းတတ်တယ်အဖေလည်းတတ်တယ်ညီလည်းတတ်တယ်ဆိုတဲ့ညမပြေမှာတကယ်ဖြစ်သွားတယ်အကြောင်းအရာလေးတစ်ခုစိတ်မကောင်းစေရကြားလိုက်ရဖတ်လိုက်ရတယ်ပေါ့နော်ဖတ်လိုက်ရအဲ့ဒါဘာဖြစ်တာဘာမှလည်းဖြစ်တော့တာမဟုတ်ဘူးဖိမကျက်သေးဘူးလားမေးရင်ကနေပြီးတော့ဘာသဘောမကျလို့လည်းမသိအဲ့ဒီမှာဓာတ်နဲ့ခုတ်တဲ့အဆင့်ရောက်ဒီလိုတွေဖြစ်တာအဲ့ဒါဘာဖြစ်လို့လဲဆိုဒေါသစိတ်ရိုက်မထိန်နိုင်ကြတာတဲ့အင်မတန်မှကြောက်စရာလည်းကောင်းတယ်လောကကြီးမှာဒေါသကိုမထိန်နိုင်လို့ပြဿနာဖြစ်နေတဲ့အမှုပေါင်းဟာမြောက်များစွာရှိတယ်ဒေါသဟာအင်မတန်ကြီးမားတဲ့လက်သည်ကြီးတစ်ခုအဖြစ်လုပ်ငန်းကိုဖြစ်တဲ့အခါဒေါသလောက်အနုပြုဘုံကလူတွေအများကြီးသေကောင်းသေစေကောင်းသေစေနိုင်တော့လဲဒေါသလို့လူတိုင်းရဲ့ဘဝကိုဖျက်ဆီးတာမဟုတ်ဘူးเนาะသေသွားရင်တဘဝပဲသေခြင်းသေမယ်နောက်ဘဝကျကောင်းတဲ့ပုံရောက်ချင်အောင်ဒေါသရဲ့အဖြစ်စည်းခံရတဲ့ပုဂ္ဂိုလ်ကတော့နောက်ဘဝလည်းမျောလင်းချက်မရှိဘူးเนาะတဘဝတည်းမဟုတ်ဘူးတန်တရားထိအောင်သူ့ရဲ့အကျိုးဆက်အ ਨੇ ဆုံးရုပ်ပြက်ဆင်းပြက်ရုပ်ဆိုးအကြည်တန်ဘဝရောက်စေမှာပဲငှက်ဖြစ်ရင်တောင်မှပဲအယုတ်ဆိုးတဲ့ငှက်ဖြစ်တယ်အယုတ်ဆေးတဲ့ငှက်ဗမာပြည်ကတော့ဘာဖြစ်လို့လဲမသိဘူးလက်ကောင်းတယ်ဆိုပြီးတော့ဇီးခွက်ရုပ်ကိုထားကြဇီးခွက်ဟာအတော်ယုတ်ဆိုးတယ်လို့ဆိုတာမျက်လုံးကပြူပြီးတော့နှာခေါင်းကချွန်နေနှုတ်သီးကချွန်ချီးခမ်းကဘာပြောတော့ကဘာဥကာလ950ဇတ်ထဲမှာငှက်တွေကဘသူ့ကိုမင်းမြောက်ရင်ကောင်းမလဲအကြီးကဲအရာထားရင်ကောင်းမလဲလို့ငှက်တပင်ရဲ့အစည်းအဝေးလုပ်တဲ့အခါမှာအလုံးကဇီးခွက်ဟာပညာရှိတယ်ပေါ့နေတာထိုင်တာတီးကြီးတယ်ဇီးခွက်ကိုပညာရှိရဲ့တရုပ်ဆိုပြီးတော့ဇီးခွက်ကိုအကြီးကဲအရာထားမယ်လို့အလုံးကသဘောတူကြတယ်ဘယ်သူကကန့်ကွက်တော့ဆိုကြီးကန်းကကန့်ကွက်ကြီးကန်းအကြောင်းပြတာလဲပြတော့တယ်နော်သူကဘာအကြောင်းပြနမေရုစတိပဋ္ဌန္တိဥလူကတ္တဘိသေစနဇီးခွက်ကိုတော့အကြီးကဲရာထားတာသူသဘောမကျပါဘူးတဲ့သဘောမကျဘူးတဲ့သူကကန့်ကွက်တယ်ဂျန်နဲ့ငှက်တွေကအကုန်ထောက်ခံကန့်ကွက်တယ်သူကဘာအကြောင်းပြတော့ဆိုအကုဋ္ဌတမုခံပတ္တစိတ်မဆိုးတဲ့သူ့မျက်နှာပဲကြည့်လိုက်ပါတဲ့ကြောက်เสียကြီးမျက်လုံးကြီးကပြူးပြီးတော့နှုတ်သီးကြီးကချွန်နေမျက်နှာကြီးကဝိုင်းဝိုင်းကြီးနဲ့မျက်လုံးပြူးပြူးကြီးနဲ့နှုတ်သီးချွန်ချွန်ကြီးနဲ့
အကုဋ္ဌတမုခံပတ္တစိတ်မဆိုးတဲ့သူ့မျက်နှာဟုတ်တယ်ဈေးခွက်ကပြုံးလို့မှမရဘူးသူ့မျက်နှာကြီးကအဲ့ဒီလိုဖြစ်နေပြုံးတဲ့မျက်နှာပဲရှိပြုံးမရတဲ့မျက်နှာတွေကအများကြီးရှိတယ်ကြားတွေလည်းပြုံးလို့မရဘူးကြောင်တွေလည်းပြုံးလို့မရဘူးခွေးကမှနှစ်ရွက်နောက်ပစ်လိုက်လို့ရှိရင်ပြုံးရောင်တန်းနေတယ်နော်တိရစ္ဆာန်တွေထဲမှာပြုံးမရတဲ့မျက်နှာတွေတော်တော်များတယ်ပြုံးလို့ရတဲ့မျက်နှာတော်တော်ရှားတယ်ဘာဖြစ်လို့လဲဆိုတော့လောကလူတွေဟာပြုံးခဲ့တဲ့နဲ့တူပါတယ်ကြည့်ဒေါသကလွှမ်းမိုးထားသည့်အတွက်ကြောင့်ပြုံးလို့မရတဲ့မျက်နှာတွေနဲ့ဖြစ်နေတယ်မပြုံးညင်လို့တော့ပြုံးလို့မရဘူးစီးခွက်ကြီးကလည်းပြုံးညင်လို့မှပြုံးလို့မှမရဘူးသူကဘယ်လိုလုပ်ပြုံးအဲ့ဒီမှာကြီးကန်းကကန့်ွက်လိုက်တာအကုဋ္ဌတမုခံပတ္တစိတ်မဆိုးတဲ့ဈေးကွက်ရဲ့မျက်နှာကြည့်လိုက်ပါတဲ့ကထံကုတ်တော်ဘဝိတ္တိစိတ်များဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့ကန့်ွက်လိုက်တဲ့အခါမှာကြီးခွက်ကကြီးဈေးကွက်ကကြီးကန်းကိုသူများထောက်ခံရတဲ့နဲ့မင်းကကန့်ွက်ရမလားလို့ဆိုပြီးပြန်ဖြစ်ကြအဲ့ဒါကြောင့်လို့ခဏိအထိကြီးကန်းကနေ့အခါမှာထွက်တယ်ဈေးကွက်ကညအခါမှာထွက်တယ်တွေ့ရင်တော့ချမ်းသာမပေးဘူးဈေးကွက်ကနိုင်ရင်လည်းကြီးကန်းကိုချမ်းသာမပေးဘူးကြီးကန်းကလည်းဈေးကွက်ဆိုရင်ချမ်းသာမပေးဘူးနေ့ကြလို့ရှိရင်ဈေးကွက်တွေကတစ်ခေါင်းထဲမှာပုန်းနေရတယ်ညကြမှာကြီးကန်းနေအိပ်ပြီးဆိုမှသူကထွက်လို့ရတယ်အဲ့ဒါလို့ကပ္ပတိတိကကဘာတီတီထိအောင်ရံပက်ကြီးဖြစ်သွားတယ်အဲ့ဒါလေဒေါသရဲ့အကျိုးဆက်လို့ပြောလို့ရနိုင်တာပဲနော်ပြုံးလို့ရဲလို့မရတဲ့မျက်နှာပိုင်ရှင်ကြီးတွေမဖြစ်ကြပါစေနဲ့လို့ပဲဒီလိုပြောရမှာပဲနော်ပြုံးလို့ရတဲ့မျက်နှာလေးဟာအမတမကောင်းဒါကြောင့်မို့လို့မြတ်စွာဘုရားကြတော့ချီးမွမ်းတဲ့အခါပဟန္တိတမိဟိတပုပ္ပင်ကမပဟန္တိတပမုခမျက်နှာပြုံးတယ်စကားပြောလို့ရှိရင်ပြုံးပြီးမှပြောတယ်ဒီလိုမျက်နှာကြည့်လိုက်တာနဲ့ပဲမိဟိတပုပ္ပင်ကမပြုံးပြီးမှပြောလို့ရှိတယ်မေတ္တာဓာတ်ရဲ့အရှိန်ဟာလူရဲ့မျက်နှာကိုပြုံးရွှင်အေးချမ်းစေတယ်လို့ဒါကိုပြောတာဒေါသဇယိုက်ကဒေါသဇယိုက်နဲ့ရန်သူအကြိုက်ဆိုဒေါသဇယိုက်ကအလုံးရန်သူအကြိုက်တွေကြီးဖြစ်သွားတယ်နောက်ဆုံးမှာဒေါသဇယိုက်လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်တယောက်ဟာစာပေကျမ်းကမှာဒေါသနဲ့သေလို့ရှိရင်ငရဲကြတယ်ရေပုံရစကားနဲ့ပြောတာနော်ဒေါသနဲ့သေရင်လောဘနဲ့သေရင်ပြိတ္တာတဲ့ဒေါသနဲ့သေရင်ငရဲမောဟနဲ့သေလို့ရှိရင်တိရစ္ဆာန်လို့ဒီလိုဒါကတော့ရေပုံရနဲ့ပြောတယ်ပေါ့နော်အဲ့တော့ဒေါသကပို့ပြီးတော့ဆိုးတဲ့အဓိပ္ပာယ်ရငရဲကြတာနဲ့စာရင်ပြိတ္တာနဲ့တိရစ္ဆာန်ဖြစ်တာတော်သေးတယ်လို့ပြောရမှာအပယ်လေးပုံဆိုပေမဲ့တချို့တိရစ္ဆာန်တွေကြတော့ဘလောက်ဟုတ်တော့တထေးအိမ်မှာနေတဲ့တိရစ္ဆာန်တွေကြတာဟုတ်လားတနေ့ကလာတဲ့ခွေးကြီးတကောင်ကာနယ်ဒေါ့ဆိုနော်ဘုံမူကြီးဆင့်ရှိတယ်ကျွေးချတာဘာသာတွေပဲပေးပြီးတော့ဒီလိုထိအောင်အနောက်နိုင်ငံတွေမှာအမေရိကန်လာတဲ့ခွေးကြီးอ่ะအဲ့လောက်ထိအောင်ဟိုကျွေးမွေးနဲ့အဲ့လိုလုပ်တာတထေးအိမ်မှာရှိတဲ့ခွေးတွေဆိုမဲ့တမန်လူတယောက်မစားနိုင်တဲ့အစာမျိုးစားနေတာတော့ခွေးဖြစ်ပေမဲ့လို့ဒါနကောင်းမှုရှိသည့်အတွက်ကြောင့်ကောင်းတယ်ကုသိုလ်ရဲ့အကျိုးခံစားဒီလိုပြောတာခွေးဖြစ်သွားတာတော့အကုသိုလ်ကြောင့်ဖြစ်တာသို့တော့အဲ့ဒီအကုသိုလ်ကိုကုသိုလ်ကနေဝင်ပြီးတော့ကယ်ပေးထားပြီးတော့ချမ်းချမ်းသာသာနေခွင့်ရအောင်ဖန်တီးပေးထားတယ်ဒီလိုဆိုတာပေါ့ကုသိုလ်နဲ့အကုသိုလ်ဆိုတာဒီလိုပဲရှိအဲ့တော့ဒီနံပါတ်9မှာဆိုရင်ရန်သူကဒီပုဂ္ဂိုလ်တယောက်နောက်ဆုံးအနေနဲ့သိသွားရင်တော့ကောင်းရမရောက်စေချင်ဘူးဆိုတဲ့ရန်သူရဲ့လူလားချက်မတည့်တဲ့ပုဂ္ဂိုလ်ရဲ့လူလားချက်ကရှိတယ်တဲ့ဒါကြောင့်မို့ရန်သူအကြိုက်တိုင်းဒေါသဇယရှိတဲ့ပုဂ္ဂိုလ်ဟာဖြစ်တယ်လို့
မြတ်စွာဘုရားဒီသုတ္တံမှာတတိပေးတဲ့အနေနဲ့ဟောတာဒါတွေကစဉ်းစားစရာတွေကြီးနော်ကိုယ်အနေနဲ့လည်းကြိုက်စရာတခုမှမရှိဘူးနော်လူတိုင်းဟာဘာဖြစ်ချင်ကိုယ့်ကိုမေးချင်လူတိုင်းဟာရှိဆင်းလာခြင်းနဲ့နံပါတ်1ဆင်းလာခြင်းလှခြင်းနဲ့ပခြင်းနဲ့နံပါတ်2ချမ်းသာသာအိပ်စက်ခြင်းနဲ့နံပါတ်3ကျိုးစည်းဝါးတွေအများကြီးဖြစ်ထွန်းခြင်းနံပါတ်4စီစဉ်ဥစ္စာတွေကြွယ်ဝချမ်းသာခြင်းနဲ့နံပါတ်5အချမ်းရံတွေပေါ်ပြစေခြင်းနဲ့နံပါတ်6မိတ်ဆွေတွေပေါ်များခြင်းနဲ့နံပါတ်9တည်တဲ့အခါမှာကောင်းတဲ့သူတွေရောက်ခြင်းနဲ့ဒါလူတွေရဲ့လူဆန္ဒပဲပေါ့အဲ့ဒီလူဆန္ဒတွေကိုဖြည့်ဆည်းပြတာဘယ်သူကဖြည့်ဆည်းလဲဆိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာမထိန်နိုင်မသိမ့်နိုင်လို့ဖြစ်လာတဲ့ဒေါသကဖြည့်ဆည်းပြနိုင်တယ်တဲ့ဒါကြောင့်မို့ဒေါသကိုတတိထားပြီးတော့ချုံးနေရမယ်အဲ့ဒါကိုမြတ်စွာဘုရားကဒီသုတ္တံမှာဆက်ပြီးတော့ဟောတဲ့ထဲကကောင်းထုတ်ပြီးဖော်ပြရမယ်ဆိုရင်အနတ္ထဇနနောကောရောတဲ့ဒေါသတရားစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ဒေါသတရားဟာအကျိုးမဲ့ကိုထုတ်လုပ်တတ်တယ်။ကောင်းကျိုးချမ်းသာကိုမဖြစ်စေဘူး။တချို့ကဒေါသဟာကောင်းတယ်လို့ဆိုတာရှိသေးတယ်။ဒေါသဖြစ်တာကောင်းတယ်။တကယ်ကတော့ဒေါသဖြစ်တာလုံးဝမကောင်းပါဘူးလို့ပြောလုတော်အဋ္ဌနာဇာနာတိလောဘဒုဋ္ဌောအဋ္ဌနာဇာနာတိကုတ်တော်အဋ္ဌနာဇာနာစိတ်ဆိုးနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကြောင်းအကျိုးကောင်းဆိုးမသိဘူးတဲ့ဟုတ်တယ်စိတ်ဆိုးနေတဲ့အချိန်ဆိုမိုးမမြင်လေမမြင်ပဲဘာမှမသိဘူးနတ္တဟိရိပတ္တပံဒေါသထွက်နေတဲ့အချိန်မှာရှက်ရမှလည်းမသိတော့ကြောက်ရမှလည်းမသိနော်အရှက်တွေအကြောက်တွေကုန်သွားတယ်အဲ့ဒီအချိန်ရှက်တယ်ကြောက်တယ်ဆိုတဲ့ဟိရိဝတ္တပတရားဟာလူတွေရဲ့ dignity ကိုထိမ့်သိမ့်တဲ့တရားတွေပဲဟိရိဝတ္တပလူတော်လူကောင်းတွေဟိရိဝတ္တပတမ္မုဋ္ဌကိုယ်သိက္ခာကိုထိမ့်ဒေါသဖြစ်လာလို့ရှိရင်တဲ့အရှက်မဲ့သွားတယ်ကြောက်လန့်မှုတွေကင်းသွားတယ်ဒါလို့ဆိုလိုတာနောက်တစ်ခုကကုတ်တော်ဟိပိတရဟန္တိကုတ်တော်ဟန္တိတမတရလောကမှာကိုယ့်ပေါ်မှာဒီကျေးဇူးကြီးမားဆုံးပုဂ္ဂိုလ်ဆိုတာရှာလိုက်ရင်အမေနဲ့အဖေပဲဘာဖြစ်လို့ကျေးဇူးကြီးလဲမြတ်စွာဘုရားက၃မျိုးနဲ့ပြောထားတာမိဘကျေးဇူးဆိုတာဘာလဲလို့ပြောသားမှာဆိုရင်ဘုရား၃ခုနဲ့ပြည့်အောင်ပြောတာအဲ့ဒါကိုမှတ်သားထားဖို့ဘုရား၃ခုနဲ့ပြောတာ၃ခုကဘာလဲအာပါဒကအန္တရာယ်မကြရအောင်ကိုယ့်ကိုစကားမပြောတတ်ခင်နော်မသွားတတ်ခင်မလှုပ်တတ်ခင်ကိုကဆောက်ရှောက်လာခဲ့တယ်ပောတကမစားတတ်ခင်ကလေးကကျွေးလာဆောက်ရှောက်တယ်ကျွေးမွေးတယ်တတ္တိယပါတော့ဣမတ္တလောကတ္တဓာတ်တိတာတော့ဒီလောကကြီးကိုပြတယ်ဆိုတာလူပြေကိုလာခွင့်ပေးတာမိဘကခုခေတ်မှာဆိုတချို့မိဘတွေကလာခွင့်မပိုးပဲနဲ့အဘောရှင်လုပ်ပလိုက်ဘယ်လိုလုပ်နော်လာခွင့်မပေးဘူးလေလူတိုင်းလောကကြီးတဲ့လာခွင့်ပေးတာမှမဟုတ်တာလာခွင့်မပေးတာတွေတော်တော်များတယ်နော်လာခွင့်မပေးတာတွေတော်တော်များလားအဲ့တော့လူဖြစ်ချင်လို့တောင်မှလွယ်တာမှမဟုတ်တာတချို့နိုင်ငံတွေဆိုရင် family plan တွေလုပ်ပြီးတော့လာခွင့်မပေးဘူးတားထားတယ်ချမ်းသာတဲ့အိမ်တွေဆိုလဲအများကြီးလာမှကြောက်လို့တားတယ်ဒါလောကကြီးဟာအတားဆီးခံနေရတယ်လူသားတွေမနုဿတ္တဘာဝဒုံလဘောလူအဖြစ်ရခဲ့တယ်ဆိုတော့တာမန်ကုသိုလ်နဲ့လည်းမရဘူးရောက်ဖို့ရကုသိုလ်လေးကပေးလိုက်တာသိပြီးတော့မတန်ဆွမ်းမှုဆိုလို့ရှိရင်အတားခံရနော်လူကရောက်မလားသေချာစဉ်းစားကြည့်ပေါ့အဲ့တော့ဣမတ္တလောကတ္တဓာတ်တိတာတော့
ဒီလောကကြီးကိုလာခွင့်ပေးပြီးဒီလောကကြီးနဲ့စုံစည်းခွင့်ပေးတာဘယ်သူလဲအမေအဖေပဲဒါကြောင့်မို့ဒီကျေးဇူးတွေဆိုပါစို့မိဘကကိုယ့်ကိုစောင့်ရှောက်တာကိုသားသမီးကပြန်စောင့်ရှောက်လို့ရတယ်မိဘကကိုယ့်ကိုကြွေးခဲ့တာကိုသားသမီးကပြန်ကြွေးလို့ရတယ်သို့တော့လောကကြီးထဲလာခွင့်ပေးတာမိဘသာလင်ဖြစ်တယ်သားသမီးကမိဘကိုလာခွင့်ပေးတာမဟုတ်ဘူးအဲ့ဒီကျေးဇူးကြောင့်ဆက်လို့မကြေဘူးလို့ပြောတာကိုကြွေးခဲ့တာပြန်ကြွေးရင်ရတယ်နော်စောင့်ရှောက်တာပြန်စောင့်ရှောက်လို့ရတယ်သို့တော့လောကကြီးနဲ့စုံစည်းခွင့်ပေးတာကြတော့အမေအဖေကကိုယ့်ရဲ့အရင်မွေးတာဆိုတော့ကိုပေးတာမဟုတ်ဘူးလေဟောသားသမီးကဘလို့မှမိဘကိုဒီတတ္တိယကျေးဇူးကိုကောင်းဆက်နိုင်တာမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားမိဘကျေးဇူးမကုန်ဘူးလို့ပြောတာဒီနည်းနဲ့ဆက်ရင်မကုန်သို့တော့တရားဓမ္မရှုထောင့်ကဆက်မဲ့ဆိုရင်ကုန်တယ်လို့ဒီလိုဟောထားတယ်ဘယ်သူကပြောတယ်တော့မသိပါဘူးဗမာစကားထဲမှာမြတ်စွာဘုရားတောင်မှပဲတာဝရိန္ဒနတ်ပြည်တက်ပြီးတော့အဘိဓမ္မာတရားဟောတာနှုတ်နှလုံးထဲကနှုတ်ဘိုးတစ်လုံးပဲခြေသေးတယ်နဲ့ပြောတာတန်ဖိုးဖြတ်ထားတာမှမဟုတ်တာတစ်လုံးဘိုးနှလုံးဘိုးလို့ခွဲเสียမှမရှိပဲနော်မြတ်စွာဘုရားဟောထားတဲ့တရားအရာဓမ္မနဲ့ကျေးဇူးဆိုင်ရင်ခြေတယ်လို့ပြောတာအဲ့တော့မြတ်စွာဘုရားအဘိဓမ္မာတရားဟောပေးလို့မေတော်မိနတ်သားသောတာပန်ဖြစ်သွားတယ်ခြေတယ်တလုံးမိုးမဟုတ်ဘူးအကုန်ကြည်တယ်လို့ပြောဒီလိုယူရမှာဘယ်သူကစထွင်လိုက်တယ်တော့မသိဘူးအဲ့ဒီလိုလွယ်လွယ်မာမာတွေအလွန်ကျွံပြောရင်းကနေပြီးတော့ချော်ထွက်သွားတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဒီလိုဖြစ်တယ်အဲ့တော့ကြည့်ဒေါသထွက်လာပြီဆိုလို့ရှိရင်ယာယမာတုပတောပောတောဣမံလောကံအဝိခတိမိဘရဲ့ခြေဆုကြောင့်ဒီလောကကြီးနဲ့တွေ့ရတယ်တံပိပါဏတထိန်တန်တန်အဲ့ဒါလို့ကိုယ်အသက်ပေးခဲ့တဲ့အမေကိုလည်းဟန္တိကုတ်တော်ပုထုဇဏောဒေါသထွက်နေတဲ့ပုထုဇဉ်ဟာတပ်ပိတတ်တယ်အဲ့ဒါအပြစ်ကြီးတယ်လို့ပြောတယ်မဟာတာဝိသဒေါသဆိုတာအလွန်ပြစ်ကြီးတယ်သို့တော့ခိပ္ပဝိရာခိပြေလွယ်တယ်လို့ပြောတယ်နော်ဒါလူတိုင်းအတွက်တော့ဟုတ်ချင်မှဟုတ်မှာပေါ့အညိုတေးများတဲ့ပုဂ္ဂိုလ်ကြအတော်နဲ့ချိန်မှာမဟုတ်ဘူးလေဒါသို့တော့မြတ်စွာဘုရားကလောဘလောက်မပြင်းထန်ဘူးဘာလို့လဲဆိုလောဘကိုယဟန္တာဖြစ်မှအကုန်ပယ်နိုင်တယ်ဒေါသကြတော့အနာဂံနဲ့ပဲပယ်လို့ရသွားတယ်ဆိုတော့ပြေလွယ်တယ်လို့ပဲပြောရမှာခိပ္ပဝိရာခိဒေါသဟာပြေလွယ်တယ်သို့တော့အပြစ်ကြီးတယ်လောဘကြတော့အပ္ပတဝေသောအပြစ်နဲတယ်ဟုတ်တယ်သားနဲ့သမီးနဲ့မိဘနဲ့ကိုယ်ပစ္စည်းနဲ့ဒီလိုနေသည့်အတွက်ကြောင့်ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေလုပ်နေလို့ရှိရင်အပင်ငယ်ရမကြဘူးနတ်ပြည်ရောက်တယ်လောဘရှိနေပြီမဲ့လို့အပ္ပတဝိသအပြစ်နဲတယ်ဒန္တဝိရာဂီတဲ့ပျောက်ခဲတယ်လို့ပြောတာလောဘကိုဖယ်ဖို့ဆိုတာအမြဲတမ်းခဲနေလို့ဒီလိုပြောတာအေးမြတ်စွာဘုရားကအတုပမာဟိတေတတ္တအတ္တာဟိပရမောပိယောလောကလူတွေဟာအချစ်ဆုံးဟာကိုယ့်ကိုယ်ပဲကိုယ်နဲ့နိုင်မရိုင်းကိုချင်းစာတရားထားပြီးတော့ဒေါသတရားကိုချိုးနိုင်ရမယ်တဲ့ဒေါသဖြစ်လာပြီဆိုရင်သူများကိုတတ်တာမဟုတ်ဘူးအသိနာဟန္တိအတ္တနာကိုယ့်ကိုယ်ဓာတ်နဲ့ထိုးပြီးတော့တတ်တဲ့လူတွေရှိတယ်ဝိတံခရန္တိနော်မုတ်စီတော့တွေ့ပြီးတော့မဆုံးဖြတ်နိုင်ပဲနဲ့အစိတ်စားပြီးတော့တည်တဲ့ပုံကိုယ်တွေရှိတယ်ရိစုယာဘိစ္ဆနိယတိပပတမပိကန္တရေကျိုးဆွဲချတည်တဲ့လူရှိတယ်တောင်ပေါ်ကနေခုံချတယ်ခုခေတ်ဆိုရင်တရားပေါ်ကခုံချတယ်ဟောတိုက်ပေါ်ကခုံချတယ်အဲ့ဒါတွေကဘာကြောင့်လဲလို့ဆိုရင်ဒေါသကြောင့်ပဲဒီလိုဖြစ်ရတာဒေါသတရားကြောင့်ဒါကြောင့်မို့မြတ်စွာဘုရားကဘူဏဟစ္ဆာနိကမ္မာနိအတ္တမာရဏိယာနိသဒေါသဆိုတဲ့တရားဟာဘူဏဟစ္ဆကြီးပွားတိုးတက်မှုကိုဖျက်ဆီးတယ်လို့ပြောတာကြီးပွားတိုးတက်မှုလူတယောက်ရဲ့ကြီးပွားရေးကိုဖျက်ဆီးနိုင်အတ္တမာရဏိယာတဲ့ကိုယ့်ကိုသိအောင်လုပ်နိုင်ကရွန်တာနာဝဘုဇ္ဇန္တိအဲ့ဒါလိုလုပ်နေတာတောင်မှပဲ
ဒေါသကြောင့်လုပ်တယ်လို့ဆိုတာကိုနားမလည်ဘူးအဲ့ဒီချိန်မှာဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာနားလည်မှုမရှိဘူးတဲ့ကောဓစာတော်ပရာဘောဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ဟာပျက်စီးဆုံးရှုံးမှုနဲ့ပဲအဆုံးသတ်ရတယ်တဲ့ဣတယံကောဓရူပေနမစ္စုပါတောခုဟာတယောနှလုံးသားထဲမှာဖြစ်ပေါ်ပြီးတော့ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်ပေါ်လာတယ်သေမင်းရဲ့ကြော်ကွင်းနဲ့အလားတရံတူတဲ့သေမင်းရဲ့ကြော်ကွင်းဟာကောဓဒေါသဆိုတဲ့အသွင်နဲ့ဖြစ်ပေါ်လာတာတဲ့တကယ်ကတော့သေမင်းရဲ့ကြော်ကွင်းကြီးပဲတဲ့ဒေါသဖြစ်လာသေဖို့အမှန်တမ်းအကြောင်းနီးသွားတယ်ဒေါသဖြစ်လာလို့ရှိရင်မစင်မကျင်ဖြစ်လာပြီးသေဖို့ရကိုယ့်ကိုတတ်သိဖို့အများကြီးဖြစ်လာတယ်အဲ့ဒါကြောင့်တန်တမေနသမုတ်စိန်တွေပညာဝီရိယေနဒိဋ္ဌိယမှန်ကန်တဲ့အမြင်နဲ့ဒေါသကိုနှိပ်ကွက်ရမယ်ပညာနဲ့နှိပ်ကွက်ရမယ်လုံလဝီရိယနဲ့ဖိနှိပ်ချုပ်ချယ်ရမယ်ဒေါသကိုလက်ခံမထားနဲ့ဝီရိယနဲ့တွန်းလှန်ဖယ်ရှားရမယ်အသိပညာဖြင့်ဆင်ញင်စဉ်းစားရမယ်အသိပညာဖြင့်နှိပ်ကွက်ဆုံးမရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာနော်ကျန်တဲ့အကုသိုလ်တွေလည်းဒေါသပမာယူပြီးတော့နှိပ်ကွက်ဆုံးမပါတဲ့အဲ့ဒါလို့ဆုံးမပြီးအကုသိုလ်တွေဖယ်ရှားလိုက်နိုင်လို့ဒေါသကင်းသွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ပရိနိဗ္ဗန္တိအနာတဝတဲ့အာတဝဆိုတဲ့စိဝင်တတ်တဲ့တရားတွေအကုသိုလ်တရားတွေကိုယ်စီမှာစိဝင်မလာတော့ပဲနဲ့လုံးဝငြိမ်းချမ်းသွားနိုင်ပါလေဝိတကောထောအနာယသောအ ਨੇ ဆုံးဒေါသမရှိတော့တဲ့ပုဂ္ဂိုလ်ဟာစိတ်ပင်ပန်းတာဘယ်တော့မှမဖြစ်တော့ဘူးဟုတ်တယ်ဒေါသဖြစ်နေစိတ်ပင်ပန်းမှုတွေခံစားရမှာပဲစိတ်ပင်ပန်းမှုကိုဘယ်တော့မှမဖြစ်စေဘူးတဲ့ဝိတကောထောဒေါသကင်းကွာနေတဲ့ပုဂ္ဂိုလ်မေတ္တာနဲ့ဒေါသကင်းသွားတာပဲဖြစ်စေဆင်ញင်တုံတရားနဲ့ဒေါသကင်းတာပဲဖြစ်စေနောက်ဆုံးအနာဂါမိမဲ့နဲ့ဒေါသကိုဖယ်ရှားနိုင်တာဖြစ်စေအနာယာတစိတ်ပင်ပန်းမှုတွေဟာမရှိတော့ပါဘူးတဲ့မရှိတော့သည့်အတွက်ကြောင့်ဒန္တာကောဓံရှင်ကျေးတဲ့ပုဂ္ဂိုလ်တွေဟာကောဓဖယ်ရှားဒန္တာကောဓံပဟံတော်ကိုယ့်ကိုဆုံးမလို့စိတ်ဓာတ်ယဉ်ကျေးပြီးသားပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ယင်တဲ့နှလုံးထဲမှာဖြစ်တဲ့ဒေါသဇယိုက်ကိုဖယ်ရှားပစ်ပြီးတော့ပရိနိဗ္ဗန္တိအနာတဝမျက်စိကစီဝင်လာနိုင်တဲ့အာတဝနားကစီဝင်လာနိုင်တဲ့အာတဝနှာခေါင်းကလျှာကခန္ဓာကိုယ်ကစိတ်ကဓဝရ6ပါးကစီဝင်လာနိုင်တဲ့အကုသိုလ်တရားအာတဝတရားတွေလုံးဝရပ်ဆိုင်သွားပြီးတော့အငြိမ့်တက်ကိုရောက်ရှိမှဖြစ်တယ်ကိလေသာတွေငြိမ့်မယ်ပထမကိလေသာတွေငြိမ့်သွားရင်အတိတ်ကလုပ်ခဲ့တဲ့ကံတရားတွေငြိမ့်သွားမယ်ကံတရားတွေငြိမ့်သွားရင်နောက်ဆုံးကံရဲ့အကျိုးဖြစ်တဲ့ဥပါဒိလို့ခေါ်တဲ့ဝိဘက်နာမခန္ဓာတွေငြိမ့်သွားမယ်တဲ့အလုံးငြိမ့်သွားပြီဆိုလို့ရှိရင်ဒုက္ခလုံးဝဆုံးတတ်ပထမကိလေသာတွေကုန်ဆုံးတတ်မယ်နောက်ကံတရားတွေဆုံးတတ်မယ်နောက်ပြီးရင်ကံတရားရဲ့ကိလေသာနဲ့ကံပေါင်းစပ်ပြီးတော့ထုတ်ထားတဲ့အကျိုးတရားတွေဟာဆုံးတတ်သွားမယ်ဒီလိုဆိုတာအဲ့ဒါကိုကြည့်လေဝတ်သုံးပါလို့ခေါ်တာကိလေသာဝကာမဝဝိပါကဝကိလေသာဝကိုဖယ်ရှားလိုက်တော့ကာမဝကပါငြိမ့်သွားကိလေသာဝနဲ့ကာမဝငြိမ့်သွားလို့ရှိရင်ကိလေသာနဲ့ကံနှစ်ခုပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတဲ့ဝိပါကဝဟာအရှိန်ရှိတုံးလေးပဲရပ်နေပြီးတော့မီးတောက်မီးစာမီးလျံလေးလို့ပေါ့မီးတောက်ကလေးဟာထွန်းထားတဲ့မီးတောက်ကလေးဟာစီရှိနေသေးတယ်မီးစာရှိနေသေးတယ်ဆိုရင်တောက်နေအောင်ပါပဲစီကုံမီးစာကုံသွားရင်ငြိမ့်ပါပဲအဲ့ဒါလိုပဲကံကိလေသာတွေကထုတ်လုပ်ထားတဲ့ဝိပက်ကမ္မဇာယုတ်ဆိုတဲ့ကံရဲ့အကျိုးတရားတွေဟာလည်းပဲနောက်ဆုံးမှာလောင်စာသိမ့်၍မိငိမ့်နေတယ်ဆိုတာ
လောင်စာထက်မပေးသည့်အတွက်ကြောင့်နောက်ဆုံးငြိမ့်သွားအဲ့ဒါကိုပြောတာပရိနိဗ္ဗန္တိအနာတောချုပ်ငြိမ့်သွားပြီဒုက္ခတွေဆုံးသက်သွားပြီဒီလိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကကောရဏတုတ်ကိုဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာအင်္ဂုတ္တရနိကေမှာဟောခဲ့တဲ့ကောရဏတုတ်အနှစ်ချုပ်နာယူမှတ်သားပြီးတဲ့အခါဒုသနာမှာဒေါသစရိုက်မကင်းနိုင်သေးပြီဒေါသစရိုက်အခုဝါကပဲတို့ချိုးနေမယ်နော်အသိဉာဏ်နဲ့ချိုးနေမယ်နောက်ဆုံးဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့အနာဂါမိမဲ့ဖြင့်ချိုးနေဖယ်ရှားပြစ်မယ်လို့ကိုယ်စီဒေါသတရားကိုဖယ်ရှားအောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း